တိယမံကမကြံရအောင်လုံးဝဆုံးလင်အကုန်မြင်သဗ္ဗညံတော်အစွမ်းဒီတိတိတရားမြတ်အမြတ်၌ဟောတာစပွဲနိသွဲသွဲကိုချဲလေဆုံးလင်အကုန်မြင်သဗ္ဗညံတော်အစွမ်းဒီကြွထိုက်ကြပြီမြာဝိနေဤဣန္ဒြေဇယိသူအကြိုက်ကိုနိုင်ချဆုံးလင်အကုန်မြင်သဗ္ဗညံတော်အစွမ်းဒီညံတော်စွမ်းပကဤသုံးပါးကြာအမြဝိနီကျွလွစေပါ